protein ကိုမှ low fat low carb နဲ့မှ high pure protein လိုချင်တဲ့သူတွေ protein ကိုမှ lacto free မှလိုချင်တဲ့သူတွေအတွက် ban iso 0 whey protein လေးနဲ့မိတ်ဆက်ပေးမယ်ဒီ ban iso 0อ่ะဆိုရင်သူ့နာမည်အတိုင်းပဲ isolate whey protein မျိုးစားဖြစ်တယ်ပြီးဆိုရင် fat sugar cholesterol lactose လုံးဝမပါဝင်ဘူးဒီကောင်တစ်စုံတောက်မယ်ဆိုရင် protein က30 gram ရမယ် BC က6 gram ရမယ် glutamate က5 gram ရပြီးတော့ calorie 130 gram ရရှိမယ်တစ်နေ့တစ်စုံတောက်မယ်ဆိုရင်52ရက်အထက်တောက်သုံးလို့ရတယ်เนาะပြီးတော့ဘယ်လိုလူတွေအသုံးပြုတယ်လဲဆိုရင်ပြိုင်ပွဲဝင်အတွက်တကူပြိုင်ပွဲဝင်အနာနီးကတ်တင်လုပ်နေတဲ့ body builder သမားတွေပြီးဆိုအစီချကျစ်လက်ဖို့အတွက်ဂျင်ကစားနေတဲ့သူတွေအသားသိပ်မစားနိုင်တဲ့တက်ကြီးရွယ်ကိုဘိုးဘွားတွေနဲ့တကယ်လို့ protein သုံးပြီးတော့ဝက်ချန်ထွက်မှာကြောက်တဲ့သူတွေ lactose free မှလိုချင်တဲ့သူတွေနဲ့ကြွားသားကြီးထွားခြင်းနဲ့ညီသူမဆိုတောက်သုံးပေးလို့အထူးသင့်ရပါတယ်နောက်ပြီးကြတော့ဒီကောက်မှာစီးကျိုသမားတွေကြောက်ကယောဂခံရှိတဲ့လူတွေဆိုရင်တော့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့တောက်ဖို့အတွက်ကျွန်တော်အကြံပေးခြင်းတယ်ပေါ့နော်ကျွန်တော် protein သုံးစွဲနေတဲ့လူတွေကိုတခုအသိပေးခြင်းတယ်ပေါ့နော်ဒီ protein supplement တွေဆိုတာကြွားသားကျစ်လင်အောင်လုပ်ပေးတဲ့ဆေးတွေမဟုတ်ပါဘူးကျွန်တော်တို့လိုအပ်တဲ့တနေ့တာလိုအပ်တဲ့ protein ပမာဏကိုဖြည့်စွက်ပေးတဲ့ဆေးတွေပဲဖြစ်ပါတယ်တကယ်လို့မိတ်ဆွေကကြွက်သားတွေကျစ်လစ်ချင်တယ်ဆိုရင်ကျွန်တော် training ကိုတေချာကစားမယ်ပြီးတော့ daily diet မှာအစီနဲ့သကြားကိုရှော့ချပြီးတော့ကျွန်တော်တခုညွှန်ပေးနေတဲ့ ban iso 0လေးကိုပေါင်းဆက်အသုံးပြုပေးရမှာဖြစ်ပါတယ်ကဲဒါဆိုရင် Vita Strong product နဲ့ပတ်သက်ပြီးတော့ပေးခြင်းတဲ့ review တွေမေးခြင်းတဲ့မေးခွန်းတွေရှိတယ်ဆိုရင် comment box မှာဝင်ရေးသွားဖို့အတွက်တောင်းဆိုချင်ပါတယ်အားလုံးပဲဘေးနဲ့ကင်းရှင်းပြီးတော့ကျန်းမာကြံ့ခိုင်တဲ့ body ကိုရရှိပါစေလို့ဆုတောင်းပေးနေနောက်ဗီဒီယိုကျွန်တော်ပြန်လာခဲ့ပါမယ်